ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းကတော့မျိုးစေ့ကို carbonate ဘယ်လိုလုပ်လဲဆို germinate, တဲ့ဟာကိုပြောပြပါမယ်နီလန်းအများကြီးရှိတဲ့ထဲမှာကျွန်တော်အကြိုက်နဲ့သက်ဆုံးလွယ်ကူဆုံးလို့ဖြစ်မှန်ထင်တဲ့ဟာတစ်မျိုးကိုပဲကျွန်တော်တေချာလေးကျွေးပြီးတော့ပြသခြင်းဖြစ်ပါတယ်အဲ့ဒါအားလုံးဒီလိုကြည့်ရှုလို့ရပါတယ်ပါဝင်တဲ့ပစ္စည်းတွေကတော့အစီဖောက်တဲ့ process ဖြစ်တဲ့အတွက်အစီပါမယ်အစီမရှိရင်ဘာမှဖောက်လို့မရဘူးtissue paper tower ခက်ကြီးဆိုပိုကောင်းတယ်အဲ့လိုမျိုး paper tower လေးတစ်ခုလိုမယ်ပြီးတော့ကျွန်တော်တို့လေလုံးနဲ့ကော်ဘူးတစ်ခုလိုမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ရိုးရေ spray နဲ့ဟာလိုမယ်ဒါအဓိကပါဝင်တဲ့ပစ္စည်းလေးတွေကျွန်တော်အရင်ပြောပြတာပေါ့ကျန်တာတော့အပူဆောင်နေပဲတချို့seed pad တွေနဲ့ထုတ်တာတွေလည်းရှိတယ် okay ကျွန်တော်အရင်ဆုံး seed ထုတ်မယ်ကျွန်တော်3မိနစ်လောက်စိုက်မယ်ဟင်းရွေးထားတယ်3စီးလောက်စိုက်ကြည့်နော်3စီးလောက်စိုက်ပြီးတော့ကျွန်တော်တွေကကျွန်တော်မှာရှိတဲ့ collection တွေကနည်းနည်း stable ဖြစ်တဲ့ generator auto flower seed ဖြစ်တဲ့ mimosa auto seed ကိုကျွန်တော်3စီးလောက်ကျွန်တော်စိုက်ကြည့်ကျွန်တော်ပထမဆုံး paper tower ကိုဒီတစ်ပိုင်းနဲ့ပြီးအောင်ကျွန်တော်လုပ်လိုက်အခုတစ်ဝက်ပဲကျွန်တော်ထားလာတယ်နောက်တစ်ခုအပေါ်ကဖုံးလို့ရအောင်ပြီးရင်ကျွန်တော်ရေကိုပပလေးအပေါ်ကရင်3ချက်လောက်ပုတ်ပေးလိုက်ဖြစ်နိုင်4ချက်လောက်ပုတ်ပေးဖို့ကောင်း5ချက်ဆိုပို့ပြအောက်ခြေ base ကများများလေးရေဆိုဖို့ရည်ကြည့်တယ် right ပြီးရင်တစီချင်းစီကိုနေရာလေးခက်တန်းတန်းလေးနဲ့ကျွန်တော်တင်ထားလိုက်မယ်3စီးမြင်ရရနော်မီမိုဇာ3စီးကျွန်တော်စိုက်လိုက်ပြီပြီးသွားလို့ရှိရင်ကျွန်တော်တော့ဘောအိုင်တစ်ချက်ချက်အုပ်နော်ရှည်နဲ့နောက်တစ်ခေါက်လောက်ဖြတ်မယ်ဒီကြလောက်ပို့ပြီးချင်းသေးပါโอเคပို့ပြီးကောင်းချင်တယ်ဆိုရင်နောက်တီရှူလေးချက်အုပ်အဲ့ဒီပေါ်ဒီတီရွက်ကိုတော့ခက်များများလေးတော့ဖြန်းပြီဘာလို့ဆိုအပေါ်ဆုံးတက်ဖြစ်အောက်ကရေရင်နဲ့ကျွန်တော်တို့ဖြစ်သွားမှာဒါကတော့ just in case ပေါ့လုံးချင်တော့မလုံးချင်တဲ့ရတယ်ပြီးသွားပြီဆိုတာနဲ့နောက်တစ်ချက်တော့အားမရဘူးအဲ့တော့ဒီသူကအရန်ကြီးကိုဆွဲနစ်နေတာလည်းမဟုတ်ဘူးလူမျိုးလေးအနေတော်လေးစိုးနေတာအနေအရန်ကြီးလည်းနည်းနည်းလေးပဲစိုးတာလည်းမဟုတ်ဘူးသူကမျိုးwet ကမျိုး 70% 75% 80% ဆို70 to 80% လောက်ဖြစ်နိုင်နေဆိုရင်ပိုကောင်းတယ်ပြင်လိုက်တော့ဒီဘက်တွေပါခွက်တွေပါဟိုကျွန်တော်ရေလေးပါနည်းနည်းဖြန်းပေးလိုက်တယ်ပိုပြီးအထဲမှာ humid တွေများနေတာပေါ့ဒီကမှရေအစီကအညောင်းဖောက်တာဖြစ်တဲ့အတွက်ပြီးရင်ကျွန်တော်ခောက်ကိုလုံအောင်လုပ်လိုက် alright ပြီးသွားပြီအဲ့ဒီချိန်မှာကျွန်တော်တို့လိုရာပူရာတွေပါလုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ sticker လေးကတ်ပြီးတော့ရေးလိုက်လို့ရတယ် okay မီမိုစာဒီနေ့ကကျွန်တော်တို့29အောက်တိုဘာ2025မှာကျွန်တော်စာရက်ပုံအများနဲ့ရေးထားပါဒါကတော့ဖြစ်တဲ့တယ်ဒီနော်ဘယ်မှာသိမ်းလဲဆိုတဲ့ဟာကြီးပြောတယ်အဓိကတော့မှောင်ပြီးတော့ room temperature 6တွေ့တဲ့နေရာမှာသိမ်းထားဖို့ရည်ကြည့်တယ်ပုံမှန်အဖြစ်အလေးပြန်မကျနိုင်တဲ့နေရာလေးတွေပေါ့အဲ့ဒီအဲ့ထဲမှာကျွန်တော်တို့2ရက်ကိုင်း3ရက်တွင်မှာတစ်ခေါက်ပြန်စစ်ပြီးတော့အညောင်းထွက်မထွက်စပြီးကြည့်လို့ရတယ် right ဥပမာပြင်ကျွန်တော်အီလို့လာလို့ကျွန်တော်သိမ်းထားလိုက်တော့ဒါပေမဲ့အများနဲ့လူတွေပါဝင်ဖတ်မရှိတဲ့နေရာလိုမျိုးအလေးစိတ်ကြတဲ့နေရာမျိုးမှာထားတာဒီလိုပေါ်ပါအလေးနဲ့ပဲအုပ်ထည့်လိုက်တော့ရတယ်အဓိကလုံးဝအမှောင်တူပြီးဖြစ်ဖို့ရည်ကြည်တယ်လုံးဝဖိုတိုအလေးပုံတော့ဇာတ်ကြားဖို့မရဘူးကဲဒီနေ့တော့ဒီတော့ပါပဲကျွန်တော်နောက်3ရက်နေလို့ရှိရင်ကျွန်တော်ရောင်းထွက်ပြဒီရโอเคကျွန်တော်တို့ဒီနေ့နိုဝင်ဘာ1ရက်နေ့ဖြစ်သွားပြီ29ရက်နေ့ကကျွန်တော်တို့အစီဖောက်ထားတဲ့ဟာလေးတွေအချင်းလေးဘယ်လိုရှိလဲကြည့်ကြအောင် right အားလုံးနေနဲ့မျိုးသား3စီးစိုက်ထားခဲ့တဲ့ဟာကိုဖွင့်ပါမယ်ကျွန်တော်လွှာဒါကျွန်တော်အပူထည့်ထားတဲ့လွှာတော့တော့ကိုကိုင်းမယ်3စီလုံးနီးပါအောင်ပါတယ်ဒီကောင်ဆိုရင်အခွန်လုံးကျွတ်သွားပြီဒီကောင်ကတော့နေသေးတယ်ဒီတစ်စီးမှာ3စီးရပါပြီ right ဒီကောင်ရွက်တောင်ဖြစ်တော့မယ် right ကျွန်တော်ပေါ့အသေးလေးတွေကိုအိုးကြီးကိုတမ်းမပြောင်းသေးဘူးပေါ့သေးသေးလေးတွေကိုကျွန်တော်ထဲပါမယ်ကျွန်တော်3ခုလုံးဖောက်မယ်ထင်လို့ကျွန်တော်3ခုကျွန်တော် prepare လုပ်ထားတယ်ကျွန်တော်တို့ soy နဲ့ size ကိုနဲ့ size အားလုံးကတော့တူတူပါပဲဒါပေမဲ့ကျွန်တော်တို့ကိုနဲ့ size တဲ့အဖွဲ့တွေဖြစ်တဲ့အတွက် hydroponic သမိုင်းတွေဖြစ်တဲ့အတွက်ကျွန်တော်ကိုပဲထည့်ထားတယ်အဲ့တဲ့ကိုကျွန်တော်ဒါလက်သစ်တော်တော့နှင်းနေအောင်
ကျွန်တော်နည်းနည်းလေးတူးလိုက်မယ်ဒါဆိုအလဲလောက်မှာပေါ့နော်ဒီကလိုင်းပေးလိုက်တယ်ပေါ့ဒီကအောက်ဘက်ကိုဖြစ်ရမယ်ကျွန်တော်တို့ထည့်လိုက်တယ်ဟုတ်တယ်ပြီးအသားလေးဖုံးလိုက်ဟောပြဘေးသားလေးတွေကိုကျွန်တော်နည်းနည်းဖိပေးလိုက်နည်းနည်းလေးပြန်ပြီးတော့โอเคနောက်တစ်ခုအကြီးမြစ်ကိုကျွန်တော်ထည့်တယ်ခွေပေးလိုက်ရတယ်ဒီနေ့တော့ဖုံးဝင်လိုက်မယ်ဒီကောင်ကတော့ဖြစ်တဲ့ဆုံး size လောက်ပေါ့အဓိကတော့သူ့ရဲ့ဒီအမြစ်ကဒီလောက် size ဆိုရင်ဒါအနေတော်ပဲခုနအစီသေးတဲ့စာလို့ရှိရင်ပေါ့နော်တော့ဒီလိုထည့်ပဲဒီထဲကိုဝင်အောင်ထည့်ပေးလိုက်တယ်ပြီးကျွန်တော်ပြန်ဖုံးတယ်အစီလေးကိုပေါ်လာလိုက်တွေ့လားအစီလေးမြင်နေရတယ်အဲ့လိုမျိုးလေးဖြစ်နိုင်ရင်ပေါ်လာပြီလားအဲ့ဒီစီးကရင်သူကအရွက်ကပထမဆုံးအရွက်ကစထွက်ပါဖြစ်တယ်ပြီးရင်ပြောလို့ရှိရင်ကျွန်တော်အစီလေးတွေကိုစိုက်မျိုးရေးခန်းထဲကိုရေလေးနဲ့ပေါက်ပြီးတော့ကျွန်တော်စိုက်မျိုးရေးခန်းထဲပုံခဲ့လိုက်ပါပဲအဲ့ဒါစားပြီးတော့နောက်ပိုင်းဖြစ်စီနေကုန်အောင်တော့ကျွန်တော်တို့ပုံမှာပဲစိုက်မျိုးရေး method ပုံမှာမြည်ပြီးတော့ပြောင်းလဲသွားတာပေါ့နော်စိုက်မျိုးရေးလုံးတဲ့တဲမှာမှအလွယ်ဆုံးပိုင်းကတော့ဒီစီးဖောက်တာထက်လွယ်တဲ့အလုပ်တော့မရှိဘူးဟုတ်ဒါဆိုလို့ရှိရင်နောက်ပြီးတော့ဆက်လက်ပြီးတော့အားပေးကြပါအောင် group ကိုယူမှာကြိုးလို့ပါတယ်အဲ့နဲ့